မိကဘာဒီနေ့မှာတော့ကျွန်တော်ဒီရှိစုကိုလားအဲ့ဒါကိုဒီ market tuna နဲ့ချိန်နီနောက်ပြီးတော့ဒီ game လိုက်ချောင်းချိန်နီပါကျွန်တော်ဒီ view မှာတင်ပြပါမယ်အရေးဆုံးဒီstudent ရှိပေါ့စတဲ့ဘတော့ပြီးဟိုအဆုံးသွားလိုက်မှာအပေါက်ဖုံးရှိရအပေါက်ဖုံးသွားပြီးရင် software info လားအဲ့ဒါနေရပါဒီဟာအဲ့နေလိုက်နေပြီးတော့ရင်ဒီလိုပေါ်လာလိမ့်မယ်ဒီလိုပေါ်လာရင်ဒီ base ဆိုတဲ့နာပါဒါလေးရှိရအဲ့လိုနှိပ်သုံးချက်ပြအောင်နှိပ်ပြီးတော့ရင်ဒီမျိုးလေးပေါ်လာရင် deliver ဒီမျိုးပေါ်လာလိမ့်မယ်အဲ့ထဲရောက်သွားဆိုရင်အရင်ဆုံး USB ဒီဟာUSB မဟုတ်ဒီဥစ္စာဒါလေးဖွင့်ထားရမယ်ဟင်းတော့ပြန်ဒီဟာ wireless အဲ့ဒါလေးဖွင့်ရမယ်နောက်ပြီးရင်အဲ့ဖွင့်ပြရရင်ဒီဥစ္စာကိုဒီအဲ့ထဲဝင်လိုက်ဒီမျိုးဝင်ပါပြန်မယ်ဒီဟာကိုအောက်ကအဲ့ပါမိဖို့ရောင်တဲ့စာရုံနှိပ်ပြီးရဝင်လိုက်ရဝင်ပြီးတော့ဆိုဒီမှာဒီဟာကိုနှိပ်လိုက်တယ်အဲ့မှာနံပါတ်ရှိရယ်အဲ့နံပါတ်ကိုဒီရှိစုစုလားအဲ့ထက်ဝင်လိုက်ဝင်ပြီးတော့ရင်ဒီ parents နဲ့ deliver option ဒီပေါ်မှာစာသားလေးတွေ့လိမ့်မယ်အဲ့လေးတွေ့လိုက်ချင်းအပေါ်တော့ဟဲ့လေပြန်လို့ပြန်မယ်ဒီဟာ parent တော့လိုက်အပေါ်မှာစာရောက်လိုက်အဲ့ဆိုရင်ဒီ deliver option နဲ့ပြန်တော့ wireless ဒီပင်းနဲ့ပြန်လို့တော့နောက်ပြီး pair device with parent go အဲ့ပြင်ဒီဟာကို600756ဆိုရင်ပုံမှာရေးလိုက်ဘလို့600756756ဆိုရေးလိုက်ရေးပြီးစမ်းဆိုပို့လိုက်နေလိုက်နေပြီးတော့ဆိုရင်ရအောင်အဲ့ဆိုရင်ဒီရှိစုဘူးလားအဲ့ဒါပြန်သွားလိုက်ပြန်သွားပြီးတော့ရင်ဒီမှာတော့ချိန်ပြီးသွားတော့ချိန်ပြီးသွားဆိုရင်မ start လုပ်လိုက်ပြီးရင် deliver option ဒီဟာကိုပိတ်ပြီးပြန်ဖွင့်လိုက်ဖွင့်ပြီးရင်ဒီဟာကိုဖွင့်ပြီးရင်ရှိစုဘူးလည်းပြန်သွားပြီး start လုပ်လိုက်အဲ့ဆိုဒီမျိုးပေါ်လာလိမ့်မယ်အဲ့လိုပေါ်ပြီးရင်ခဏစောက်လိုက်ပြန်ဝင်ရမယ်ထင်တယ်ဒီဟာကိုထွက်ပြီးရင်ဒီပြန်တော့အဲ့ဒါကိုဖွင့်လိုက်ပေးလိုက်လို့ပြီးတော့ဝင်ကြည့်ပေါ့ရလိမ့်မယ်ပြန်ဝင်ပြမယ်ရပါရဲ့ steroid နဲ့မှအခုဒီရှိစု is run ဆိုဖြစ်သွား running ဒီပြရင်ဒီ stem ပုံစံနဲ့အထက်ကိုသွားပြီးရင်ဒီ market tuna ကိုအုံပေးလိုက်ရမှာပြီးရင် game လက်ချသုံးရင်ဆိုရင် game လက်ချဝင်လိုက်စမ်းဟန်ပါဆိုရင်စမ်းဟိတ်ပါကိုနေလိုက်အပြီးmarket tuna ကိုဘယ်လိုတော့မလဲဆိုတော့ဝင်လိုက် market tuna ရဲ့ဝင်ပြီးရင်ဒီမှာgame တစ်ခုပေါ့ဒီ game ဆိုဒီ game အဲ့လို graphic တွေပါအဲ့လိုလေးရတယ်နောက်ထပ်ဒီ game လိုက်ချတော့လွယ်မျိုးလဲဆိုတော့
game တစ်ခုရှိရယ်အဲ့ game ကို favorite ကိုလို့ကြိုက်တော့လို့ရင်လို့မ sound quality က ultra သုံးရင်ဆိုကြိုက်တယ်ဆုံးရတယ်ဒီမှာတခြားထည့်ပြီးရင်ဒီ apply ဆိုတဲ့ sound နှိပ်လိုက်နှိပ်ပြီးရင်ရပြီ sorry ရပြီပြီးရင် post game လို့လိုက်ပြီးရင်ဒီဟောင်းနှိပ်လိုက်အဆင်ရပါပြီအဲ့ဆိုရင်ဒီ game ကိုမလုပ်နေပေါ့ post လုပ်နေပေါ့အဲ့ဆိုဒီကြုံညာတော့ကြည့်ပြီးရအဲ့ပြီး last game လုပ်ရပါတယ်အဲ့လိုပြရင်တော့ဒီတိုင်းဆိုရပါတယ်ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲ like and subscribe လုပ်ဖို့မမေ့တော့ကြပါနဲ့ရော bye